Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဘကုံမြို့အနီးကဇလက်ထော်ကလမ်းမင်းစီကိုသွားနေရပါတဘာဝအလှပတွေကိုခန်းစားရင်းနဲ့အေးစစ်စစ်အနားယူခြင်းတဲ့သူတွေအတွက်တော့တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာပေါ့နော်ဇလက်ထော်ကဘကုံမြို့ဖျားကြီးဘက်မှာရှိရပေါ့နော်ရန်ကုန်ကနေဆိုရင်တော့ကားနဲ့2နာရီကျော်ဝန်းကျင်လောက်တော့မောင်းရပါတယ်တောတောင်တစ်ပင်နေနဲ့ရေကန်လည်းရှိတယ်အဲ့တော့အေးစစ်စစ်အနားယူလို့ကောင်းတယ်ပေါ့နော်ပြီးတော့ဓာတ်ပုံရိုက်လို့ကောင်းတယ်ပြီးတော့ရွှေကင်းနေရလဲတာရတော့ဥမာ content creator တွေလိုမျိုး vlog ရိုက်တဲ့သူတွေရောတောင်ဖွင့်အေးစစ်စစ်နားယူတဲ့သူတွေအတွက်ကောအရန်လှပြီးတော့အရန်နေလို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့ဒီလိုလိုက်ခဲ့ပါအောင်အမီးဝိနေဒါကတော့ကိုရီယူထားတဲ့တန်ကိုရောက်ပြီပေါ့နော်မိသားစု3စုလောက်သွားရဖြစ်တဲ့အတွက်90 17စနစ်ဆိုပြီးတော့တန်4ခုလုံးကိုတောက်ချောက်ပေါ့နော်4လုံးလုံးယူလိုက်ပါတယ်view ဖို့ကောင်းပြီးတော့မြေခွေးကျယ်ပို့ပြီးတော့မြင်ရတဲ့ဟာကတော့17စနစ်မှာရှိရပေါ့နော်အခုမြင်ရတာကတော့တန်17စနစ်ကနေပြီးတော့မြင်ရတဲ့ view ပါတန်းတစ်ခုချင်းစီရဲ့ရှေ့မှာ private ရေကူးကန်လေးရှိတော့တက်ကိုရဲ့တန်းတွေကိုတည်တည်တန်းတန်းလေးရေကူးလို့ရတယ်ပေါ့နော်ဒါကတော့လှေစီးလို့ရတဲ့ဘက်အခြမ်းနေရပြီးတော့ရေပေါ်မှာပြေးလို့ရတဲ့ဆော့ကစားနည်းတွေရှိတဲ့ဘက်ပေါ့နော်ကိုကလှေမလော်တတ်ဘူးတယောက်တည်းစီးရမှာကြောက်တယ်ဒါမှမဟုတ်2ယောက်စီးရမှာကြောက်တယ်ဆိုရင်လည်းစိတ်မပူပဲနဲ့ဒီလိုမိသားစုလိုက်စီးလို့ရတဲ့ဖောင်မျိုးရှိရပေါ့နော်အပေါ်မှာပျော်ပျော်ပါပါနဲ့မုတ်စားပြီးတော့တရှင်နေဆိုပြီးတော့ပျော်ပျော်ပါပါစီးလို့ရတယ်ပေါ့အေးရဆောင်နေဖောင်နေလဲစီးပြီးပြီဆိုတော့ရှော့အကြိုက်ဆုံးပေါ့နော်ဒီဇလက်ထုံးမှာစီးရတာအကြိုက်ဆုံးဖြစ်တဲ့ရှော့ပါစီးပါတယ်သူကစီးစီးရရှော့စီးရအပြင်ကိုတခြားတဲ့ပတိလည်းအများကြီးရှိရဥပမာဂျိုးရန်ရှော့မလားပြီးရင်မြားပြင်းမလားဇဲတောက်မလားပုံကိန်းနေစောမလားအဲ့လိုမျိုးအများကြီးရှိရဖြစ်တဲ့အတွက်ကြောင့်ပြင်ရမှာတော့မဟုတ်ပါဘူးဒါကတော့တန့်ရဲ့အတွင်းပိုင်းမှာည6ကနေမနက်6ထိကိုမိလာပါတယ်အဲကွန်လည်းရှိပါတယ်အဲ့တော့အေးစစ်စစ်အနားယူပြီးတော့အေးစစ်စစ်အိပ်လို့ရပါတယ်activity တွေကစောကျင်စရာတွေကြီးပဲဆိုတော့သူများရင်မနိုးသေးတဲ့အချိန်မှာတော့မှကိုရီဖွဲ့တက်တက်ကြွကြွနဲ့ပဲအစောကြီးတော့မှထားစောကြပါတယ်ပြီးတော့စပိန်နဲ့နေကြတယ်ပြီးတော့မှမနက်စာစားကြတာပေါ့နော်စပိန်စီးရဲ့နဲ့
ဆက်ကြလေးရှိရဲ့ဘက်ကိုသွားပါတယ်သူကတော်တော်လေးတော့နင်းလိုက်ရတယ်ပေါ့နော်သူကတစ်ပတ်ကြီးပတ်ပြီးတော့အဘက်ကိုသွားရတာဆိုတော့ဒါပေမဲ့သွားရတာတန်းတဲ့အထိကိုသူ့ရဲ့ view ရောနေထွက်လာတာလေးရောကွက်တီပဲအရင်လှပါတယ်ပေါက်လေးပေါ့နော်သူတို့တော့မှတွေ့လို့တခြားတော့ကြည့်ခဲ့ပါသေးတယ်အရင်ဆော်ရယ်အရင်တောင်းမြန်းနေပေါ့နော်ဒါပေမဲ့တအားချိုးကောင်းပါတယ်ပြီးတော့မပြန်ခင်လေးမျှရအောင်ပြလိုက်ပါသေးတယ်အခုနောက်ထပ်တူထားရဲလွှဲချတဲ့ဟာကြီးကတော့အမြင့်ကြောင်လို့မစီးခဲ့ပါဘူးဒါပေမဲ့ zip line တော့စီးခဲ့တယ်ပေါ့နော်ဒီရဲဆုံးလေးတော့စီးခဲ့ပါတယ်ပြန်တဲ့လမ်းမှာဇလက်ထော်ဆယ်နားမှာရက်ပြီးတော့ဓပုံတွေရိုက်ကြတယ်ဗီဒီယိုလေးရိုက်ကြတယ်ဆယ်ရလည်းအရန်လှတယ်ပေါ့နော်ပြီးတော့လေးလေးတွေတဖြူဖြူနဲ့အရန်နေလို့ကောင်းတယ်ဆယ်နားမှာဆိုရင်ဗီဒီယိုလေးတွေတခြားရိုက်ဖို့ဗီဒီယိုလေးဓပုံလေးတွေတခြားရိုက်ဖို့ပေါ့နော်အကြံပေးပါတယ်ဘာလဲဆိုတော့အရန်လေးလှတယ်ရေကန်ကြီးနဲ့တစ်ပင်လေးတွေနဲ့လေးလေးတဖြူဖြူနဲ့ဆိုတော့ view ကအရန်ကိုစိတ်ကျဉ်တဲ့စရာကောင်းပါတယ်အပြန်မှာတော့ရန်ကုန်ကိုတန်းပြီးတော့မပြန်မင်းနဲ့ဘကူဘက်ကိုတက်ပြီးတော့ခြေသားလျောင်းဖျားကြီးကိုသွားပြီးတော့ခူးကြပါတယ်ပြီးတော့အပြန်မှာကမ္ဘောဇတာရီနဲ့တော့ကိုသွားခဲ့ပါတယ်။ဘကိုးရောက်ရင်မဖြစ်မနေသွားရောက်လေးလာတဲ့နေရာတစ်ခုပဲပေါ့နော်။ဒီနန်းတော်ဟာမြန်မာသမိုင်းမှာဩဇာအာဏာအကြီးမားဆုံးဖြစ်ခဲ့တဲ့တောင်ကူမင်းဆက်ရဲ့အကြောင်းတွေကိုဖော်ပြနေပါတယ်။သူကတော့ပဲခူးမြို့ရွှေမော်တော်ဖျားရဲ့တောင်ဘက်နာမှာရှိရပေါ့နော်။နန်းတော်ဝင်းကြီးကအရန်ကျဲဝန်းပြီးတော့မြန်မာပြည်သူကလက်ရတွေကိုလည်းနောက်ခံထားပြီးတပ်ပုံရိုက်လို့အရန်လှတဲ့နေရာတစ်ခုပါပဲ။ဒီနန်းတော်ကိုရောက်ရင်ရှေးခေတ်ကမြန်မာရဲ့ပြည်သူ့ကပညာရေးပြီးတော့ဘယ်လောက်ထိခမ်းနားထဲသွားခဲ့တယ်ဆိုတာတွေကိုလည်းမျက်ဝါးထင်ထင်မြင်တွေ့ရမှာဖြစ်ပါတယ်เนี่ยเนาะหุ่นหน้าก็แต่ขนาดก็อยู่ကဲဒီ blog လေးကတော့ဇလက်ထော်သွားရင်းနဲ့ပဲခူးမျိုးဘက်ကိုလည်းလေးလာခဲ့ပုံနေအကြောင်းကိုလည်းပြပြထားတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အများကြီးအားပေးပါအောင်ရှင် subscribe လေးလုပ်သွားပေးပါဦးနော်